register လုပ်ပြီပါ Okay ပါအားလုံးရဲ့လက်ကိုယ်တိုင်စတင်နေတာတော့ U19 ပွဲစဉ် Abyss in နဲ့ Jazzy register ဘလို့ရသေးတော့တင်များရှိနေခဲ့ရင်အရင်ဆုံး register လုပ်ပြီးပါရန်လေးစောစောပြေပန်ကြပြသည်တကယ်ကကျွန်တော် register မလုပ်ထားတော့တင်များကိုတွေ့ခဲ့နေတယ်ပွဲမှာရှိနေလျက်နဲ့ register မလုပ်လိုက်ရရင်မိမိတို့ရဲ့အခွင့်အရေးဆုံးရှုံးသွားမှာစိုးရိမ်တဲ့အတွက်ယခုလိုမျိုးအထူးအလေးပေးပြောကြားရခြင်းဖြစ်ပါတယ်ခင်ဗျာOkay ကျွန်တော်နောက်ထပ်အတိပေးပြောကြားပြစီအခု U19 ပွဲစဉ်ပြီးတဲ့အခါမှာနောက်ထပ်ပွဲစဉ်က U15 ပွဲစဉ်ဖြစ်ပါတယ်အဲဒီပွဲစဉ်မှာတော့ကျွန်တော် CC Dream 1နဲ့2 NGC တို့ကရှင်းပြပါမှာသို့တော်ကြလေ CC Dream 1အနေနဲ့ယခုအချိန်ထိ register မလုပ်ရသေးပါဘူးခင်ဗျာထပ်မံပြီးတော့အထူးအလေးပေးပြောကြားပြစီ CC Dream 1အမြန်ဆုံး register လာရောက်လုပ်ဆောင်ပြီးပါမိမိတို့တကယ်ချင်းရှိနေခဲ့နေတဲ့ပြန်ဆုံးပြောကြားပြီးဖို့ဘုံဆက်လမ်းပြီးအကြောင်းကြားပေးဖို့တည်ညာကနေလေးစားစွာဖြင့်ပန်ကြားပြစီဗျာโอเคဆက်ပြီးတော့တီးပြီးကြောင်းကြပြစီU15 ပွဲစဉ်ပြီးသွားတဲ့အခါမှာ U18 ပွဲစဉ်ရှိပါတယ် U18 ပွဲစဉ်ရဲ့ registration ကိုလုပ်ပြီးတော့ပါခင်ဗျာ
နောက်ထပ်တန်ရှိနေတာ Overman ပွဲစဉ်မှာစံပါဦးနဲ့ Level 3ယခုချိန်ထိ register မလုပ်ရသေးတဲ့အတွက်ကြောင့်မလို့အမြင့်ဆုံးလာရောက်ပြီးတော့ register လုပ်ပြီးမှရန်လေးဆောင်စွာဖြင့်ခံကြပါရစေကျွန်တော်ရဲ့ဝေးကြီးထိုင်အောင်9မိနစ်ပဲလေးထားတာဖြစ်ပါတယ်အကယ်၍သတ်မှတ်ထားသောအချိန်တွင်းမှာလာရောက်ပြီးတော့ register မလုပ်ခဲ့ဘူးဆိုရင် auto yes qualify ဖြစ်ပြီးတော့ donation ပေးမဲ့အနေကနောက်တစ်ဆင့်တက်လှမ်းတော့မှာဖြစ်ပါတယ်စံပါဦး level 3အမြင့်ဆုံးလာရောက်ပြီးတော့ register လုပ်ပြီးပါရန်လေးဆောင်စွာဖြင့်ခံကြပါရစေခင်ဗျာโอเคကျွန်တော်ရဲ့ညပွဲမှာတော့စူးကြီးများကိုကြီးညာခွင့်ပြုပါခင်ဗျာ။ Open Age ပွဲစဉ်မှာတော့ winner စုကိုတော့စူပနာနဲ့တူငွေချက်8သိန်းဒီတစ်စိတ်စု Veteran အကိုတော့ငွေချက်4သိန်းနဲ့တူငွေစိတ်စု Second အကိုတော့ငွေချက်2သိန်းပြည့်ချင်းပြမှာဖြစ်ပါပြီ။ UAT မျိုးသောစုမှာတော့ winner စုနေတဲ့စူပနာနဲ့တူငွေချက်9သိန်းဒီတစ်စိတ်စု Veteran အငွေချက်3သိန်းငွေစိတ်စု Second အငွေချက်2သိန်းဖြစ်ပါပြီ။ U15 မျိုးသောဝေးစဉ်မှာတော့ဝေးတဲ့စုအနေနဲ့စူပနာနဲ့တူဝေးချက်9သိန်းရွှေတစ်သိန်းစု First runner up ဝေးချက်3သိန်းနဲ့တူဝေးတစ်သိန်းစု Second runner up ဝေးချက်2သိန်း PAC ဒီမှာဖြစ်ပါတယ်။ United ဒီလိုမျိုးတွေမှာတော့ဝေးနာစုနေတဲ့စူပနာဝေးချက်9သိန်းရွှေတစ်သိန်း First runner up ကိုဝေးချက်3သိန်းဝေးတစ်သိန်းစု Second runner up ကိုဝေးချက်2သိန်း PAC ကြီးနေတော့မှာဖြစ်ပါတယ်ခင်ဗျာ။ Okay ကျွန်တော်ရဲ့ United ပွဲစဉ် Abyss ရဲ့ဒီတင်းတော့ရှင်ပြမှုအကြံဉာဏ်ချင်းတွေပေါ့ဒီဆိုတော့မှာဖြစ်ပါတယ်နောက်ထပ်ရှင်ပြတဲ့အသင်းက U15 Chasing Dreamer နဲ့ NGC တို့ရှင်ပြမှုဖြစ်ပါတယ်အသင်းပြုလုပ်ပြပါရင်လေးစားပါဖြင့်ပြောချပြပါမယ်Okay, register မလုပ်ရသေးပဲကျန်ရှိနေတဲ့အသင်းကတော့စံပါဦးနဲ့ level 3ဖြစ်ပါတယ်။ပြန်ဆုံး register လည်းလုပ်ပေးပါရစေ။လေးဆောင်စွာဖြင့်ပန်းချပြဖို့ခင်ဗျာ။
Okay နောက်တစ်ရှင်ပြန်မဲ့အတင်းကတော့ U15 ချစ်စင် Dream One နဲ့ MTV ဖြစ်ပါတယ်အတင်းရင်ထားပြီးမှရန်လေးစားစွာဖြင့်ပန်းကြားပါစေခင်ဗျာUnited ပွဲစဉ်ကတော့ပြီးဆုံးခဲ့ပါပြီ။အဖက်စီနဲ့ဂျက်စီမှာတော့ winner အဖက်စီဖြစ်ပါတယ်ခင်ဗျာ။